အားလုံးပဲမင်္ဂလာပါရှင် teacher စင်ပေးကချူချူပါတယ်ရှင် teacher တို့ဒီနေ့ပေါ့နော် grade 5 မှာ grade 3သုံးဝင်တဲ့ verb form verb form basic grammar လေးချက်ပြပြပေးမယ်ဒီထဲမှာဘာတွေပါလဲဆိုတော့ adverb of degree adverb of place adverb of manner conjunction personal pronoun ဒါ3တန်း4တန်းအတွက်တွေနော်3တန်း4တန်းစပြီးလေ့လာလို့ရတယ် demonstrative pronoun determiner relative pronoun preposition question word adverb of frequency adverb of type having virtues အဲ့ဒါကြီးပါမယ် irregular verb တွေပါမယ်ပြီးတော့အဓိက verb form တွေပါမယ် irregular verb ကလည်းအလုံး80ကျော်ပဲဆိုတော့အရန်ကိုအဆင်ပြေရဲ့ဆောင်လေးနောက်ခုကဘာလဲဆိုတော့ verb form မှာဒီမှာ formula လေးပါပါတယ်ဘယ်လောက်ထိလွယ်ကူလို့ရှင်းတယ်ပြီးရင်ဒီမှာမေးခွန်းလေးပါမယ်မေးခွန်းက verb form မှာမေးခွန်းကဘယ်လောက်ပါလဲဆိုတော့ချက်ပြပြမယ်နော် verb form မေးခွန်းကဒီမှာအလုံးရေ909လုံးပါတယ်စာကြောင်းရေ909လုံးပါတယ်စိတ်ကြိုက်လေးလားပြီးတော့ word form formula မှာလည်းအတိုင်းပဲအဲ့ဒါသူက formula လေးပါမယ်ပြီးတော့သူ့ရဲ့ဘာပါလာမလဲဆိုတော့ answer key ပါပြီမယ်သူကကြောက်စာကြောင်းရေ904လုံးပါတယ်ဒီမှာ answer key ပါကုန်ပါတယ်ဒီလောက်ဆိုရင်နားလည်းမလို့ထင်နဲ့ဒါ verb form လေးပါသူ့အတွက်အရေးကြီးရဲ့ဒီမှာဝီလေးလန်ဒန်အိုင်ဆိုတာပါလေverb 1ကိုပေးထားရင် verb 2 verb 3ပါတယ်ဥပမာ bu ပါတယ်ဘိုင်းဆိုရင် board buying ကဲနောက်ခုကဲ a နဲ့စတဲ့ပတ်သက်တဲ့ဟာပြောမယ် arrive arrive arose arisen arising okay ဒါဆိုနားလည်မယ်လို့ထင်တယ်ကဲဒါဆိုဒီနှစ်ခုဒါဒီလားကုန်ဒီပဲဒီနှစ်ခုကဒါလက်ဆောင်ပေးတာတဲ့တသိန်းနဲ့တကွနေလဲလက်ဆောင်ပေးတာပြီးတော့ကိုကပြီးတော့မိမိကလေးကတန်းဆက်စနမျိုးလဲကျွမ်းကျင်ခြင်းနဲ့တန်းဆက်စနမျိုးကဘာအတွက်လေးလဲအစိမ့်လက်တာရင်းနှီးဟိုရေးတတ်ခြင်းနဲ့သူတန်းဆက်ကိုအရင်ဆုံးလေ့လာရမယ်ဘဖဝဖောင်ဖြေမယ်ဆိုလဲ basic အခြေခံသိရမယ်ဒီမှာတန်းဆက်စနမျိုးအနှစ်ချုပ်ပေးထားတယ်ပြီးတန်းဆက်ကိုတစ်ခုချင်းစီပြောထားတယ် positive sentence negative sentence question တက် question လုပ်ပေးထားတယ် structure record တွေပေးထားတယ်ကဲအဲ့တိုင်းပဲတန်းဆက်စနမျိုးလုပ်ပေးထားသလို rewrite ဖြေနည်းပါလုပ်ပေးထားတယ် rewrite ဖြေနည်းမှာ formula ဘယ်နှမျိုးရှိလဲ10မျိုးနဲ့လုပ်ပေးထားတယ် formula 10မျိုးနဲ့ rewrite ဘယ်နှအကြောင်းလဲဆိုတော့ဒီချက်ပြမယ်နော် rewrite ကတော့ဒီချက်ပြောချင်တာ350 answer key လေးပါတယ်ဒီမှာ answer key လေးအကုန်ပါတယ်အကုန်လုံးပါမယ်ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်နေရှင်โอเคဒါဆိုဒါလည်းဒါဝင်ရင်တသိန်းတန်တယ်ခွင့်လေးရပါမယ်အဲ့တိုင်းပဲပြီးဒီချက်အသင်္ချာနှုတ်ကိုပြပြပေးပါမယ်အရင်ဆုံးဒီတန်ဆန်နဲ့